တရားစကားမှမပြောတော့ယောဂီတို့ဆိုတော့ဗျာ။ဘာသာရှိရဆရာတော်ရှင်ပြတ်တယ်။ပြစ္ဆေသမုပ္ပါဒ်သင်္ကန်းရတော့လည်းတိုင်းသာကြရဖြစ်တဲ့အတွက်ဩဘာသာစကားကြီးညီညာတာဒီဆိုတော့ကြောက်ဘူး။ယတနာတရားယတနာသံဃာယတနာယရနာမြတ်သုံးပါးနဲ့တကဝဆရာသခင်ကျေးဇူးတော်ရှင်ဖြစ်တော်မူသောဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤဉာဏ်တော်အားဥထိတ်ထား၍ရှိခိုးပူဇော်ဥမျော်မှန်လျှော့ကတော်ကြရသောပူဇဝန္တပနာမစေတနာတတ္တာပညာဝိရိယတရားတို့ကြောင့်မိမိတို့အလိုရှိတောင်းတအပ်သောမအိုမနာမသေးအမြဲနေရာဖြစ်သောနိဗ္ဗာန်သို့၎င်းဒုက္ခခသိမ်းချုပ်ပြတ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့၎င်း1500ကိလေသာအပူဓာတ်အလောင်ဓာတ်တို့ဤချုပ်ရာငြိမ်းရာသိမ်းရာဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့အာထုတ်စေအာထုတ်ပြည့်ဖြစ်သောဝိပဿနာဉာဏ်သည်လင်းမြန်စွာမဲ့ဉာဏ်သို့ကျေစုပြု၍နိဗ္ဗာန်သို့မျက်မှောက်ပြုလွယ်နိုင်ကြသည်သူတော်ကောင်းပေါင်းတို့ဖြစ်ကြစေအလုံးသောသူတော်ကောင်းတို့ယခုချိန်ဟာပဋိစ္စသမုပ္ပါဒ်သင်္ဍတရားမတ်သားနာယူပူဇော်ရမယ့်ချိန်ကားဖြစ်ပါတယ်ပဋိစ္စသမုပ္ပါဒ်သင်္ဍတရားမဟောကြားမနာကြားကြသေးမီတရားပိုင်ရှင်ဖြစ်တော်မူသည့်သုံးလောကထွတ်တင်သဗ္ဗညုဘုရားရှင်အားနမောတတ္တသုံးကြိမ်ဖြင့်ညီညာဖြတ်ပြရှိခိုးလိုက်ကြရအောင်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တမြတ်စွာဘုရားအားရှိခိုးပြီးတဲ့နောက်ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤအတန်တော်ဉာဏ်တော်အားဥထိပ်ပန်းရှင်းဟင်ပြီးတော့အဝိဇ္ဇာနဲ့တဏှာရင်းကဥပါဒံ
လင်္ကာတပုတ်ဖြင့်ရွတ်မွားတရစေပူဇော်တော်မူလိုက်ကြရအောင်အဝိဇ္ဇာနှင့်အနာယင်ကံဥပါဒံခံကြောင့်ယုံနံဘောအဘေမမျိုးယောမအဘေအမြင်မပြဇဇတိဟံခံကြောင့်နယုနယုကြောင့်ကံအဘံဗံဖြစ်ပြန်ဒီအလျောဓမ္မတကြသာတိမြာကသေချာပြုဖြင့်စီရင်ပါစေရောင်ရင်ညောင်လူနာများစွာအတ္တဝါတို့ဖြစ်လာရမို့မဟုတ်ဟုမြတ်ပြည့်စုရဲ့မျောသာဓုသာဓုသာဓုအလုံးတော်သူတော်ကောင်းတို့မိမိတို့ကြိုက်နှစ်သက်တဲ့ဣရိယာပုများကိုတို့သက်တောင့်သက်သာစိတ်တိုင်းကြပြင်ဆင်ကထိုင်ပြီးတော့ပဋိစ္စသမုပ္ပါသင်္นานတရားမှတ်သားနာယူပူဇော်လိုက်ကြရအောင်ယနေ့တော့ဖြင့်တို့အင်္ဂါစနမအဓိကမူတေထားမန္တိုင်ထားပြစ်မှတ်ထားပြီးတော့တို့အသွယ်ရှစ်သွယ်ရှိတဲ့အနက်ကမူလနှစ်ဖြာလေဘာနှစ်ဖြာပါလေမူလနှစ်ဖြာဆိုတဲ့တရားတွေသိကျင်ရင်လည်းပဲအင်္ဂါ12ပါးတည်းမှာပဲရှာရမယ်နော်ဘယ်တည်းမှာပဲရှာရမယ်ဟုတ်ပြီအင်္ဂါ12ပါးတည်းမှာရှာမာကဘာနှစ်ဖြာလဲမူလနှစ်ဖြာလေဘာနှစ်ဖြာပါလေမူလနှစ်ဖြာလေမူလဆိုတာကတော့တို့ပါဠိစကားနှစ်ဖြာဆိုတာကတော့မြန်မာစကားပါဠိနဲ့မြန်မာနဲ့တွဲပြီးတော့ခေါ်လိုက်တာကမူလနှစ်ဖြာပြောပါဦးဟုတ်ပြီအဲ့ဒီတည်းမှာတို့ကရှင်းပြပေးရမှာကပါဠိစကားလုံးလေးပေါ့နော်ပါဠိစကားလုံးလေးကပါတယ်တော့မူလပါတယ်တော့ဟဲ့အဲ့ဒီမူလဆိုတဲ့ပါဠိစကားလုံးကိုမြန်မာလိုအဓိပ္ပာယ်ပြန်လိုက်တဲ့အခါကျတော့မှတ်မယ်တို့နံပါတ်1ကအရင်အမြင့်လို့မြန်မာပြန်မယ်နံပါတ်1ကဗါတဲ့အရင်အမြင့်နော်ပါဠိလိုပြောရင်မူလပေါ့ပါဠိလိုပြောရင်မြန်မာလိုပြောရင်အရင်အမြင့်ဟုတ်ပြီနောက်တစ်မျိုးမြန်မာပြန်မယ်နောက်တစ်မျိုးကတော့သူတော်ကောင်းတို့ရေခေါင်းဆောင်ကြီးလို့မြန်မာပြန်မယ်နောက်တစ်မျိုးကပါတယ်ပါဠိလိုပြောရင်မူလမြန်မာလိုပြောရင်ခေါင်းဆောင်ကြီးလေဒါဖြင့်မူလဆိုတဲ့ပါဠိစကားလုံးလေးတစ်လုံးတည်းကိုပဲတို့မြန်မာလိုအဓိပ္ပာယ်ပြန်လိုက်တာ2မျိုးရတယ်နော်ဘယ်နှမျိုးရလဲနံပါတ်1ကအရင်အမြင့်ပြန်ပြောပါတဲ့နံပါတ်2ကခေါင်းဆောင်ကြီးနံပါတ်2ကခေါင်းဆောင်ကြီးအဲ့ဒါပါဠိစကားလုံးကိုမြန်မာလိုအဓိပ္ပာယ်ပြန်လိုက်တဲ့အခါ2မျိုးရတာပေါ့နော်လိုက်ဆိုမူလဆိုတာရေမြစ်ပါတဖြာကောင်းဆောင်မှမူလဆိုတာရေမြစ်ပါတဖြာကောင်းဆောင်မှဆိုကြည့်တစ်ခေါက်မူလဆိုတာ
ရင်းမြစ်ပါတပြာခေါင်းဆောင်မှာမူလဆိုတာလေအရင်အမြစ်ပါပဲလေနောက်တနည်းပြောရလို့ရှိရင်ခေါင်းဆောင်လို့မှတ်ပါလေမှန်ရလားယေဒါဖြင့်ကောင်းပြီမူလကဘယ်နှဖြာနှစ်ဖြာနှစ်ခုနော်မူလကနှစ်ဖြာရှိတယ်လို့တို့မြန်မာပြန်ထားတဲ့အရေးအမြစ်ကလည်းပဲနှစ်ဖြာနှစ်ခုပဲမူလကနှစ်ဖြာနှစ်ခုရှိသလိုတို့မြန်မာလိုပြန်ထားတဲ့ခေါင်းဆောင်ကြီးကနှစ်ယောက်နော်တခြားစီလားအတူတူပဲလားဟေ့အတူတူပဲနော်ပါဠိလိုသုံးလုံးခေါ်လိုက်တာနဲ့မြန်မာလိုသုံးလုံးခေါ်လိုက်တာနဲ့ဒါပဲกว่าတယ်နော်ဒါဖြင့်မူလနှစ်ဖြာလို့ပဲပြောမလားအရေးမြင့်နှစ်ခုလို့ပဲဆိုမလားခေါင်းဆောင်ကြီးနှစ်ယောက်လို့ပဲခေါ်မလားတခြားလားအတူတူလားအတူတူလို့သိရင်သိသွားလို့ရှိရင်တို့စိတ်ဝင်စားဖွယ်ရှိအောင်စိတ်ဝင်စားစရာကောင်းအောင်ဒီမှာမူလနှစ်ဖြာရှာမယ်လို့မသုံးတော့ဘူးအရင်အမြင့်နှစ်ခုရှာမယ်လို့လည်းပဲမပြောတော့ဘူးခေါင်းဆောင်ကြီးနှစ်ယောက်ရှာမယ်ဗါတဲ့ပြောသားရေးဘာရှာမယ်ခေါင်းဆောင်ကြီးနှစ်ယောက်နဲ့တူတဲ့တရားတွေရှာမှာပေါ့ဘယ်မှာရှာရမှာလဲလို့မေးရင်အင်္ဂါ12ပါးတည်းမှာရှာရမယ်ဘယ်မှာရှာရမယ်ဘာနှစ်ယောက်ခေါင်းဆောင်ကြီးနှစ်ယောက်ရှာမယ်မူလနှစ်ဖြာရှာမယ်အရင်းမြစ်နှစ်ခုရှာမယ်အတူတူပဲနော်ဒါဖြင့်အင်္ဂါ12ပါးကလည်းပဲဒုယောဂီတို့ဦးဇင်းတို့ကိုယ်တိုင်ကိုယ်ကြပဋိစ္စသမုပ္ပါစဝိုင်းရဲ့အတွင်းမှာတို့ထဲ့ပြီးတော့ရေးပေးမထားဘူးလားထားလားရဲ့အင်္ဂါ12ပါးလဲစဝိုင်းထဲမှာတို့ထဲ့သွင်းပြီးတော့ရေးပေးထားတယ်နောက်တစ်ဆင့်မှတ်စမ်းအဲ့ဒီစဝိုင်းထဲမှာရှာမှာပေါ့မှန်ရလားရဲ့ဒါဖြင့်ခေါင်းဆောင်ကြီးနှစ်ယောက်စဝိုင်းထဲမှာမရှာဘူးလားရှာမလားရဲ့ဟုတ်ပြီခေါင်းဆောင်ကြီးနှစ်ယောက်နဲ့တူတဲ့တရားတွေကိုတို့ရေးဆွဲထားတဲ့ပဋိစ္စသမုပ္ပါစဝိုင်းထဲမှာရှာတော့မယ်ခွေတော့မယ်ဟေ့ဆိုလို့ရှိရဲ့တို့ရေးဆွဲထားခဲ့တဲ့ပဋိစ္စသမုပ္ပါစဝိုင်းကြီးကိုအလေကောင်တဲ့ကနေပြီးတော့ချက်ချမ်းခွဲပါအလေကောင်တဲ့ကနေဘာလုပ်မလဲဟေ့မခွဲဘူးလားခွဲရမှာလားခွဲလိုက်စမ်းပါဦးခွဲလိုက်တော့ဘယ်နှချမ်းကွဲသွားနှစ်ချမ်းကွဲသွားပြီနော်အတိုင်ပေါက်မညီပဲနေမှာဆိုလို့တို့ယောဂီတို့ဘက်ကပဲကြည်ပြောတို့ယောဂီတို့ဘက်ကကြည်တဲ့အနေထားတိုင်းပဲပြောမယ်ဘယ်နှချမ်းကွဲနှစ်ချမ်းကွဲသွားပြီညာဘက်ချမ်းနဲ့ဘယ်ဘက်ချမ်းပြောတတ်မအောင်ညာဘက်ချမ်းနဲ့ဘယ်ဘက်ချမ်းဘယ်ဘက်ချမ်းနဲ့ညာဘက်ချမ်းဆိုပြီးတော့စဝိုင်းကြီးဘယ်နှချမ်းကွဲဘာရှာမလို့လဲခေါင်းဆောင်ကြီးနှစ်ယောက်ရှာမလို့မူလနှစ်ဖြာရှာမလို့အရေးမြစ်နှစ်ခုရှာမလို့နှစ်ချမ်းကွဲသွားပြီနော်ကဲနှစ်ချမ်းကွဲသွားပြီဆိုရင်ကြည့်လိုက်စမ်းညာဘက်ချမ်းကိုအရင်ကြည့်ညာဘက်ချမ်းကြည့်လိုက်တဲ့အခါကျတော့ဘယ်နှကွက်လဲဘယ်ကွက်နဲ့ဘယ်ကွက်တစ်ကွက်နဲ့နှစ်ကွက်ကတစ်ချမ်းပေါ့နောက်ဘယ်ဘက်ချမ်းကိုကြည်စမ်းဘယ်ဘက်ချမ်းမှာလည်းပဲဘယ်နှကွက်လဲဘယ်ကွက်နဲ့ဘယ်ကွက်သုံးကွက်နဲ့လေးကွက်ကတစ်ချမ်းဆိုပြီးတော့စဝိုင်းကြီးဘယ်နှချမ်းကွက်နှစ်ချမ်းကွဲသွားပြီနော်တစ်ကွက်နဲ့နှစ်ကွက်ကတစ်ချမ်းသုံးကွက်နဲ့လေးကွက်ကတစ်ချမ်းအဲ့ဒီတစ်ကွက်နဲ့နှစ်အကွက်အချမ်းကိုတို့နာမည်လေးပေးမယ်အမည်လေးပေးမယ်
သူ့ကိုတော့ပုဗ္ဗန္တဆက်လို့နာမည်ပေးရမယ်ပုဗ္ဗန္တဆက်လို့နာမည်ပေးမယ်ဘယ်ကွက်နဲ့ဘယ်ကွက်ဧကွက်နဲ့နှစ်ကွက်သည်ဘာဆက်ပါလေပုဗ္ဗန္တဆက်ပါးစောက်တစ်ချောင်းငယ်ဘာထက်ချိုက်နှလုံးဆက်နားငယ်နဲ့တာဝမ်းဘူးနဲ့ဆင်းပါးစောက်တစ်ချောင်းမင်းဘာသာပုတ်ဘာထက်ချိုက်ကနတ်တာဗံတာဝမ်းဘူးရေတာပုဗ္ဗန္တစာလုံးရေးကာတာဆက်ပုဗ္ဗန္တဆက်ဧကွက်နဲ့နှစ်ကွက်ကဘာဆက်ဘာဆက်ပါလေဘယ်ကွက်နဲ့ဘယ်အကွက်ဘာဆက်ပါလေဒါကပါဠိသက်စကားလုံးတိုင်းပြောလိုက်တာမြန်မာလိုအဓိပ္ပာယ်ပြန်ပြောလို့ရှိရင်တန်တရာဤရှိရစွန်းမြန်မာလိုပြောရင်မြန်မာလိုပြောရင်ပုဗ္ဗဆိုတာရှိပေါ့အန္တဆိုတာအစွန်းပေါ့ဟုတ်ပလားကြီးစက်နဲ့ပြောရင်ပုဗ္ဗန္တစေမြန်မာလိုပြောရင်တန်တရာဤရှိရစွန်းဘယ်ကွက်နဲ့ဘယ်အကွက်စက်နဲ့ပြောပါစေတန်တရာနဲ့ပြောရင်တန်တရာဤရှိအစွန်းသူတချမ်းပေါ့နောက်ကျန်နေတဲ့အချမ်းဘယ်ကွက်နဲ့ဘယ်ကွက်အဲ့ဒီ3အကွက်4အကွက်အချမ်းကိုလည်းပဲတို့နာမည်လေးပေးမယ်သူ့ကိုတော့ပရန္တစေပရန္တစေပါးစောက်ရကောက်နတ်ငယ်နဲ့တာဝမ်းဘူးနဲ့ဆင်းပါးစောက်ကိမရာယေနတရံတာဝံဘူယေတပရန္တစာလုံးရေးကတာစေပရန္တစေပါစေရှိကအာလီထည့်ပြီးတော့ပြောရင်လည်းရတယ်နော်မထည့်ဘဲနဲ့ပြောရင်လည်းရတယ်အတူတူပဲပရန္တစေမြန်မာလိုပြောရင်တန်တရာဤနောက်အစွန်းမြန်မာလိုပြောရင်စက်နဲ့ပြောပါစေမြန်မာလိုပြောရင်တန်တရာဤနောက်အစွန်းစက်ဘယ်နှလုံးခွဲပါစေနဲ့ပါစေပုဗ္ဗန္တစက်နဲ့တန်တရာဘယ်နှချမ်းခွဲဘာဒီလဲတန်တရာဤရှိအစွန်းနဲ့ဘယ်နှချမ်းခွဲဘာကြောင့်နှချမ်းခွဲထုတ်လိုက်တာလဲလို့မေးရင်ဘာရှာမလို့ခေါင်းဆောင်ကြီး2ယောက်ရှာမလို့စဝိုင်းကြီးဘယ်နှချမ်းခွဲလိုက်တာနှချမ်းခွဲတော့နှချမ်းမခွဲဘူးလားခွဲလားဘယ်အကွက်နဲ့ဘယ်အကွက်ကတစ်ချမ်းဒီအကွက်နဲ့နောက်ပြီးတော့ဒီအကွက်နှစ်အကွက်ကိုတို့နာမည်လေးပေးတာဘာစေတန်တရာနဲ့ပြောရင်တန်တရာဤဒီဘက်ကကြံနေတဲ့3ကွက်နဲ့4ကွက်ကဘာစေပရန္တမြန်မာလိုပြောရင်တန်တရာဤနောက်အစိုးဆိုပြီးတော့စဝိုင်းကြီးတွေတို့2ချမ်းကွဲသွားပြီအဲ့ဒီလို2ချမ်းခွဲလို့ကွဲသွားလို့ရှိရင်ယနေ့တို့ယောဂီတို့ဦးဇင်းတို့လူကျင်နေတဲ့သိကျင်နေတဲ့ခေါင်းဆောင်ကြီး2ယောက်နဲ့တူတဲ့တရားတွေတို့ရှာလို့ရပြီကဲရှာတဲ့ခါကျတော့စောစောကတို့ခွဲထားတဲ့တန်တရာဤရှိအစွန်းအမြည်ရတဲ့အချမ်းတွေကိုအရင်ဆုံးတို့ခေါင်းဆောင်2ယောက်ကိုဝင်ပြီးတော့ရှာမယ်တန်တရာရဲ့ရှေ့အစွန်းအမြည်ရတဲ့အချမ်းနဲ့ဝင်ပြီးတော့ရှာမယ်ဆိုတော့တန်တရာရဲ့ရှေ့အစွန်းအမြည်ရတဲ့အကွက်ကဘယ်ကွက်နဲ့ဘယ်အကွက်ဒါဖြင့်1အကွက်နဲ့2အကွက်အချမ်းတွေကိုတို့အရင်ဆုံးဝင်ရှာမှာပေါ့မဝင်ဘူးလားဝင်ရမလားယေ
ကဲဝင်လိုက်စမ်းပါဦးမရောက်ဘူးလားရောက်လာပြီအဲ့ဒီအချမ်းထဲရောက်လာပြီကဲအဲ့ဒီအချမ်းထဲရောက်လာတဲ့အခါကျတော့ကဲကြည့်လိုက်စမ်းပါအဲ့ဒီအချမ်းထဲမှာရက်ကွက်ကဘယ်နှရက်ကွက်လဲဘာရက်ကွက်နဲ့ဘာရက်ကွက်1ရက်ကွက်နဲ့1ရက်ကွက်နဲ့2ရက်ကွက်ရက်ကွက်ကြီးဘယ်နှရက်ကွက်တွေ့2ရက်ကွက်တွေ့တယ်နော်1ကွက်နဲ့2ကွက်ပေါ့အဲ့ဒီတော့2ရက်ကွက်တွေ့တဲ့အခါကျတော့တို့လိုချင်နေတဲ့ခေါင်းဆောင်ကဘယ်ရက်ကွက်ထဲမှာရှိနေမှလဲသိဖို့မလိုဘူးလားလို့လားဝင်ဖမ်းမှုမှန်ကန်မှုလိုတယ်နော်အဝင်မှန်မှုလိုတယ်နော်ဥမာထားပါသူတော်ကောင်းတို့ရေသူက2ကွက်ထဲမှာရှိနေတယ်2ရက်ကွက်ထဲမှာရှိနေတယ်ကိုက3ရက်ကွက်ထဲမှာနေလန်းငါလန်းနဲ့ယုံနဲ့ဝင်ဖမ်းရဲ့ဒါလေးထွက်သွားမှာပေါ့ဟုတ်ပလားဒါကြောင့်တိတိကျကျနော်ဝင်နိုင်ဖို့အရေးမကြီးဘူးလားအရေးကြီးတာဟောခုတော့ရက်ကွက်ကဘယ်နှရက်ကွက်2ရက်ကွက်ရှိနေတော့ဘယ်ရက်ကွက်တွေဝင်ပြီးတော့ရှာရမှာလဲခက်ခဲမရှိဘူးလားရှိလားအခက်ခဲရှိတဲ့အတွက်ကြောင့်သူတော်ကောင်းတို့ရေဘယ်ရက်ကွက်တွေဝင်ပြီးတော့ရှာရမှာလဲတရက်ကန်ဘယ်ရက်ကွက်တွေဝင်ရှာရမှာလဲသူတော်ကောင်းတို့ရေအတိအကျဝင်နိုင်ဖို့အရေးအထက်ကိုသတင်းပို့ရတယ်ဘယ်ကိုသတင်းပို့ရတယ်နိုင်ငံရေးပြောတာမဟုတ်ဘူးနော်ပဋိစ္စသမုပ္ပါနားလည်အောင်ဟောမှာဟိုကလာရှာပါဆိုလို့တာသူတော်ကောင်းတို့ရေညွှန်ကြားချက်တိုင်တို့ကလာပြီးတော့ဖမ်းတာခုတော့ဒီမြို့ကြည့်လိုက်တော့ရက်ကွက်ကဘယ်နှရက်ကွက်အဲ့ဒီတော့ဘယ်ရက်ကွက်တွေဝင်ပြီးတော့ရှာရမှာလဲအထက်ကိုလမ်းမိတ်လိုက်တဲ့အခါကျတော့သူတော်ကောင်းတို့ရဲ့အထက်ကသူတို့လျှို့ဝက်နဲ့လှမ်းပြီးတော့ပြောပေးတယ်ကဲဒါပြင်ကြည့်လိုက်စမ်းပါတို့တစ်အကွက်ဒီတခြားလားအကြောင်းလားနှစ်အကွက်ကအကြောင်းနဲ့အကြောင်းတရားကြောင့်ဘာကွက်နဲ့ဘာကွက်လဲအကြောင်းကွက်နဲ့အကျိုးကွက်ဒါလျှို့ဝက်ကုတ်ခေါ်တယ်လျှို့ဝက်စကားအကြောင်းကွက်နဲ့အကျိုးကွက်ဘယ်နှကွက်လဲတစ်အကွက်ဒီနှစ်အကွက်ကအကျိုးအဲ့ဒီလိုလမ်းပြီးတော့ဘယေတကြီးမေးလိုက်တဲ့အခါကျဘုရားသူတော်ကောင်းတို့ရဲ့လျှို့ဝက်နဲ့မင်းတို့အကျိုးကွက်ထဲဝင်လေဘယ်ကွက်ထဲဝင်ဘယ်ကွက်ထဲဝင်ရှာခိုင်းတာလဲအကျိုးကွက်ထဲဝင်ရှာခိုင်းတာသူကဘယ်ရက်ကွက်ညာရက်ကွက်မပြောဘူးသူများသိသွားမှာဆိုလို့ကဲအဲ့ဒီတော့အကျိုးကွက်ထဲဝင်ဆိုတော့ပြောစမ်းဘယ်ရက်ကွက်ထဲဝင်ဟေ့ကဲဝင်မယ်ဘုန်းကြီးတပါးတည်းပြစ်မထားနဲ့ကဲမဝင်ဘူးလားဝင်လိုက်မလားကဲနှစ်ရက်ကွက်ထဲဝင်တဲ့အခါကျတော့ရှိတဲ့အတိုင်းတွေးတဲ့အတိုင်းပြောတရားဘယ်နှမျိုးတွေးပြောဘယ်သူတွေတော့အဲ့ဒါတရားလားခန္ဓာ၅ပါးလားတရားဟောနေတာဘုန်းကြီးရန်လားခန္ဓာ၅ပါးလားတရားနာနေတာလည်းပဲပုဂ္ဂိုလ်တ attva လားခန္ဓာ၅ပါးလားဘယ်ကွက်ထဲမှာဘုရားထားတဲ့ခန္ဓာရဲ့အကြောင်းတရားလားအကျိုးတရားလားအကျိုးတရားခန္ဓာကိုယ်စီသေးသေးမရဘူးလားရလားရတယ်အဲ့ဒါသက်သေကံပစ္စည်းပဲလေဘာပစ္စည်းပြောဘာပစ္စည်းဩသက်သေကံပစ္စည်းမှမိရဲ့တရားခံမိရမှာပေါ့ဒီပစ္စည်းကြီးကအလိုလိုဝုန်းကနေရောက်လာတာဟုတ်သလားပယ်တဲ့လူရှိလို့ရောက်တာပို့တဲ့လူရှိလို့ရောက်တာပိုင်ရှင်မဲ့ဟုတ်ရဲ့လားပိုင်ရှင်မဲ့ဆိုရင်တော့ပရိစ္ဆသမုပ္ပါနဲ့မကိုက်တော့ဘူးအလိုလိုဖြစ်ပေါ်လာသလိုဖြစ်တယ်ဒါမြင့်ခန္ဓာတွေမရဘူးလားရလားခန္ဓာရရင်တရားရလားဒုက္ခရတာလားဇာတိဒုက္ခမရဘူးလားဟေးဇရာဒုက္ခယာတိဒုက္ခမရဏဒုက္ခသားတွေ့ပူရတယ်ပြောပါမပူပါဘူးလား
စာရေးတောက်ရေးနေရေးထိုင်ရေးပူရတာပေါ့သမီးစီရင်သမီးတွေပူရတယ်ဟောပူရတာခင်ဗျားတို့ကချမ်းသာတယ်တင်နေလားသားစီရင်သားတွေပူရတယ်သမီးစီရင်သမီးတွေပူရတယ်ဘုန်းကြီးစီရင်ဘုန်းပူရတာပဲနော်ဟိုရေးတွေးပူရဒီရေးတွေးပူရလယ်သမားတွေလည်းလယ်သမားလယ်နဲ့ကိစ္စလယ်ကိစ္စနဲ့ပတ်သက်ပြီးတော့မပူဘူးလားပူရတာကျိုးသားပန်းစားဆိုင်တာနစ်သွားပြန်ပြီမပူဘူးလားပူရလားဒါမြင့်စဉ်းစားကြည့်တာခန္ဓာရတာဒီတရားရတာလားဒုက္ခရတာလားဘာရတာလဲဘာရလို့ခန္ဓာရလို့ဘာရလို့ခန္ဓာရရင်ဘာရတယ်ဒုက္ခရတာလေဒါမြင့်ကောင်းပြီဒီခန္ဓာကြီးရပြီးတော့ဒီဒုက္ခတွေရနေတာသည်အလိုလိုဖြစ်တာလားအကြောင်းတရားကြောင့်ဖြစ်တာလားအကြောင်းတရားကဘယ်သူနဲ့ဘယ်သူအကျိုးတရားကဘာ၅ပါးအကြောင်းတရားကြောင့်တို့ခန္ဓာတွေရပြီးတော့နော်ဇာတိဒုက္ခဇရာဒုက္ခဗျာတိဒုက္ခမရဏဒုက္ခသားတွေပူရတဲ့ဒုက္ခသမီးတွေပူရတဲ့ဒုက္ခဟိုအရေးတွေးပူရဒီအရေးတွေးပူရဤကဲ့သို့အပူမျိုးစုံဒုက္ခမျိုးစုံတွေတွေးအောင်ကြုံအောင်ဆုံအောင်လှုပ်လိုက်တာသည်ဘယ်သူနဲ့ဘယ်သူလဲအောင်မဲ့ဘင်းတို့ကြောင့်တို့ဒုက္ခရတာဟုတ်ပလားဟိတရားခံတွေဘယ်သူနဲ့ဘယ်သူလဲဟိဘယ်သူဘယ်ဝါကြောင့်လားအဝိဇ္ဇာသင်္ခါရကြောင့်လားသူတို့ကြောင့်တို့ဒုက္ခရတယ်ဒါဖြင့်တရားခံဘယ်နှယောက်မိပြောဘယ်နှယောက်မိလဲဟိတို့က2ယောက်စလုံးမလိုချင်ဘူးအဲ့ဒီတည်းမှာတို့လိုချင်တာကဘာလဲကောင်းဆောင်ဘာလဲဟိတီမိမိပြောဒါမြင့်တွေးတာကဘယ်နှယောက်2ယောက်စလုံးတော့ခေါင်းဆောင်မဖြစ်သင့်ဘူးခေါင်းဆောင်သောမြည်သည်အများကြီးလား1ယောက်တည်းလား1ယောက်တည်းပဲခေါင်းဆောင်က1ယောက်တည်းပဲဟုတ်ပလားဟိခေါင်းဆောင်သောမြည်သည်အများကြီးလား1ယောက်တည်းလား1ယောက်တည်းပဲခေါင်းဆောင်ကဆိုတာ1ယောက်တည်းပဲရှိတယ်2ယောက်ရှိရိုးထုံးတယ်မရှိပါဘူးလောကမှာတော့သူတော်ကောင်းတွေဥက္ကဋ္ဌဆိုလို့ရှိရင်2ယောက်ရှိရိုးထုံးတယ်မရှိဘူးသူကလည်းဥက္ကဋ္ဌလေးလုပ်ကျင်တယ်ဆိုရင်တော့ဟိုဒုဥက္ကဋ္ဌနေရာပို့လိုက်တာပေါ့ဟုတ်ပလားသူလည်းအုပ်ကိုလည်းအုပ်ဆိုရင်တော့မလွယ်ဘူးလေဟုတ်မလားဥက္ကဋ္ဌတို့မြည်သည်1ယောက်တည်းပဲမှန်ရလားခုလေခေါင်းဆောင်တို့မြည်သည်1ယောက်တည်းပဲဒီခုဘယ်2ယောက်တွေ့ဒါဖြင့်ဒီ2ယောက်တည်းမှာခေါင်းဆောင်ဖြစ်တဲ့လူကိုရွေးမထုတ်ဘူးလားထုတ်ရမှာလားရွေးထုတ်ရမယ်အဝိဇ္ဇာပစ္စယအဝိဇ္ဇာကြောင့်ဘသူဖြစ်သင်္ခါရဘသူကြောင့်ဖြစ်အဝိဇ္ဇာကဘသူကိုခိုင်းသင်္ခါရကိုဘသူကခိုင်းအဝိဇ္ဇာခမရဘသူခိုင်းသင်္ခါရခမရဘသူခိုင်းလို့လောဘသူခိုင်းလို့လောဒါပြသူများခိုင်းလို့လုပ်တဲ့လူဒီခေါင်းဆောင်လားနောက်လိုက်လားနောက်လိုက်ပဲဒါပြအဝိဇ္ဇာနဲ့သင်္ခါရနဲ့အဝိဇ္ဇာခေါင်းဆောင်ဖြစ်တဲ့လူကိုရွေးထုတ်စန္ဒာမဲ့ပေးတဲ့ခါကျတော့ခေါင်းဆောင်ဖြစ်ဘသူရွေးလဲဒါပြန်အဝိဇ္ဇာသည်ရိုးလားခေါင်းဆောင်လားမှတ်လိုက်ပါသူတော်ကောင်းတို့ရဲ့အဝိဇ္ဇာသည်မူလားအရင်အမြစ်ခေါင်းဆောင်ပြောတယ်အဝိဇ္ဇာသည်မူလားအရင်အမြစ်ခေါင်းဆောင်မူလားနှစ်ပြားတဲ့ကတစ်ပြားမတွေ့ဘူးလားအရင်မြစ်နှစ်ခုတဲ့ကတစ်ခုမတွေ့ဘူးလားခေါင်းဆောင်2ယောက်တဲ့က1ယောက်မတွေ့ဘူးလားဘသူလဲ1ယောက်မိပြီနောက်1ယောက်ကြံသေးတယ်နောက်1ယောက်ကိုတော့တို့တန်တရာရဲ့နောက်အစွန်းထဲမှာဝင်ပြီးတော့မရှာဘူးလားရှာရမလားကဲတန်တရာရဲ့နောက်အစွန်းအမြည်ရတဲ့အကွက်ကဘယ်ကွက်နဲ့ဘယ်အကွက်ရဲပြောဘယ်ကွက်နဲ့ဘယ်အကွက်ဒါဖြင့်3အကွက်4အကွက်အမြည်ရတဲ့ပရန္တဆက်အချမ်းထဲမှာတို့နောက်ထပ်လိုချင်နေတဲ့ခေါင်းဆောင်ကြီး1ယောက်ကိုဝင်ပြီးတော့မရှာဘူးလားရှာရမှာရှာမယ်နော်
ကဲဝင်လိုက်တဲ့ခါကြတော့လေပဲသူလည်းပဲဘယ်နှရက်ွက်တွေ့တာလဲပြောဘာရက်ွက်နဲ့ဘာရက်ွက်3ရက်ွက်နဲ့4ရက်ွက်သဘောပေါက်ပြီး3အကွက်သည်အကြောင်း4အကွက်ကအကျိုးပြော3ကွက်သည်4ကွက်ကအကြောင်းနဲ့အကြောင်းတရားကြောင့်အကြောင်းကွက်နဲ့အကျိုးကွက်2ကွက်မရှိဘူးလားရှိလားအဲ့ဒီလို2ကွက်ရှိသေးတော့ဒုလိုချင်နေတဲ့ခေါင်းဆောင်ရှာတဲ့ခါကျတော့အကျိုးကွက်တည်းပဲဝင်ပြီးတော့ရှာရမယ်ဟုတ်ပြီနော်ကဲအကျိုးကွက်တည်းပဲဝင်ပြီးတော့ရှာရမယ်ဆိုတော့ရဲပြော3အကွက်ထဲလား4ကွက်ထဲလားဒါဖြင့်4ကွက်ထဲမဝင်ဘူးလားဝင်ရမလားရဲ့ကဲ4ကွက်ထဲဝင်လိုက်မယ်4ကွက်ထဲဝင်ကြည့်တော့ဒူရေးထားတဲ့အတိုင်းရှိတာပြောဘသူတွေသွားတွေ့ရဲပြောဘသူလဲဟေးဇာတိနဲ့သရမရဏတိအကြောင်းတရားလားအကျိုးတရားလားဘသူနဲ့ဘသူလဲဇာတိသရမရဏဟုတ်ပြီဒီနေရာမှာတို့နည်းနည်းလေးဥစွာပထမရှင်းလင်းပေးเสียလိုသေးတယ်နော်အဲ့ဒီတော့လောကမှာဦးဇင်းတို့ဂုံနဲ့တရတ်ဆိုတာမရှိဘူးလားရှိလားရဲ့ရှိတာပေါ့ဂုံနဲ့တရတ်ဒီလောကမှာလည်းပဲပြောနေကြတာလေဂုံနဲ့တရတ်ဆိုတာမရှိဘူးလားရှိလားရှိတယ်နော်မှတ်လိုက်ပါဂုံနဲ့တရတ်တို့မြည်သည်အမြဲတမ်းတွဲနေတယ်မှတ်နော်ဂုံနဲ့တရတ်တို့မြည်သည်အမြဲတမ်းတွဲနေတယ်တခါတရံမကိုမခွဲဘူးအမြဲတမ်းတွဲနေတယ်နော်ဘာနဲ့ပါလဲဂုံနဲ့တရတ်အမြဲတမ်းဘာဖြစ်အမြဲတမ်းတွဲနေတာဖြစ်တဲ့အတွက်ကြောင့်ဂုံယူရင်ဘာလဲပါတရတ်ယူရင်ဘာကြောင့်ပါတာလဲအမြဲတမ်းတွဲနေလို့အဲ့ဒါဥပမာပြောပါမယ်သူတော်ကောင်းတို့ရေဒီမှာကြည့်ခေါ်ကလေးတစ်ခွက်မရှိဘူးလားရှိလားရှိတာပေါ့ဒီခွက်ကိုပြည့်ပြည့်စုံစုံနာမည်ပေးမယ်ဆိုလို့ရှိရင်ဘာရောင်ခွက်လဲပန်းရောင်ခွက်ဘာရောင်ခွက်ပန်းရောင်ခွက်ပန်းရောင်ကဂုံခွက်ကတရတ်ပန်းရောင်ကခွက်ကဂုံနဲ့တရတ်တို့မြည်သည်ခွဲနေတာလားတွဲနေတာအမြဲတမ်းဂုံယူရင်တရတ်ယူရင်ဂုံလည်းပါမှာဘာကြောင့်ပါပြည့်စုံပြောအမြဲတမ်းတွဲနေလို့ဦးသိန်းကယောဂီတရားကိုယောဂီရေပန်းရောင်လေးပဲယူခဲ့ရေခွက်ကလေးထားခဲ့ဆိုလို့ပန်းရောင်ယူရင်ဘာပါမလားခွက်ကလေးပဲယူခဲ့ကွာပန်းရောင်လေးထားခဲ့ဆိုလို့အမြဲတမ်းဘာဖြစ်ဘာနဲ့ပါလဲဂုံနဲ့အဲ့ဒီတိုင်းမှာပဲယနေ့တို့ယောဂီတို့ဦးဇင်းတို့အဲ့ဒီ၄ွယ်ထဲမှာတို့ကိုယ်တိုင်ရေးထည့်ခဲ့တဲ့ဇာတိနဲ့ဇရာမရဏဆိုတာကဂုံဇာတိနဲ့ဇရာမရဏကဂုံခန္ဓာ၅ပါးကတရတ်ခန္ဓာ၅ပါးကဂုံနဲ့ခွဲနေတာလားတွဲနေတာတွဲတာမှတခါတရံလားအမြဲတမ်းလားအမြဲတမ်းတွဲတယ်အမြဲတမ်းတွဲနေတာဖြစ်တဲ့အတွက်ကြောင့်ဂုံယူရင်ဘာလဲပါတရတ်ယူရင်ဘာလဲပါဟုတ်ပြီနော်ဒါမြင့်ဒီ၄ွက်ထဲမှာဇာတိဇရာမရဏလို့ခေါ်တဲ့ဂုံတွေကိုယူလိုက်သောအဖြစ်အဲ့ဒီထဲမှာခန္ဓာ၅ပါးတရတ်တွေပါမပါရှိမရှိအဲ့ဒါသိထားရမှာဒါကြောင့်၄ွယ်ထဲမှာအင်္ဂါနဲ့မေးရင်2ပါးပါဖေယာဘသူနဲ့ဘသူလဲဇာတိနဲ့သရမရဏ၄ွယ်ထဲမှာခန္ဓာနဲ့မေးရင်5ပါးပါဖေယာဘသူတွေလဲဟိဝိညာဉ်
ဒါလေးသိထားဖို့ဒါလေးသိထားဖို့နော်ဒီထဲမှာခန္ဓာ၅ပါးဝိညာဏယုတ်သလယနာဘာသာဝေဒနာလို့ခေါ်တဲ့ခန္ဓာ၅ပါးမပါဘူးလားပါလားမရှိဘူးလားရှိနေတာလားမြင်တော့မြင်ရလားမမြင်ရဘူးအဲ့ဒါလေးသိထားဖို့ဟိုအပေါ်ကစကလုံးတွေနဲ့မဆိုင်ဘူးနော်အပေါ်ကစကလုံးတွေကသူ့ရဲ့တတ်သူ့ရဲ့အသွယ်နဲ့တတ်ရေးထားတာတို့ကဒီမှာနှစ်ွယ်ထဲမှာသိထားရမှာကအင်္ဂါနဲ့မေးရင်ဘယ်နှပါအင်္ဂါနဲ့မေးရင်ဘသူနဲ့ဘသူခန္ဓာနဲ့မေးရင်ဘသူတွေလဲဟေးအလားလေးရှိနေတယ်ဆိုတာသိထားနော်တချို့ယောဂီတွေဒီလေးအကွက်မှာတချို့ရောင်ကြကြဖြစ်ကောင်းဖြစ်လိမ့်မယ်နော်အဲ့ဒါနောင်ခန္ဓာမလာကဒီတဲ့ခန္ဓာဘလို့ရနေပါလိဖြစ်နေပါဆိုလို့နော်ဒါဖြင့်လေးကွက်ထဲမှာခန္ဓာကိုယ်စီသေးသေးမရဘူးလားရမှတ်လိုက်ပါနောင်ကြမှရမယ်ခန္ဓာဟေးဘယ်ကြမှရဘလို့ပဲရလေခုတောင်မှဒီခန္ဓာရလို့ဒီဒုက္ခမတွေ့ဘူးလားနောင်လည်းပဲဒီခန္ဓာရရင်ဒီဒုက္ခပဲတွေ့မှာပဲစောစောကပြောခဲ့တဲ့ခန္ဓာ၅ပါးကပစ္စုပ္ပန်ခန္ဓာ၅ပါးခုရနေတဲ့ခန္ဓာ၅ပါးယခုပြောနေတဲ့ခန္ဓာ၅ပါးကနောင်ကြမှာရမယ်ခန္ဓာ၅ပါးအနာဂတ်ခန္ဓာ၅ပါးပေါ့ဟုတ်ပလားဘလို့ပဲဖြစ်ဖြစ်ခုတောင်မှဒါရလို့ဒုက္ခရရဲ့နောင်လည်းပဲဒါရရဲ့အဲ့ဒါလေးမှတ်ထားအဲ့တော့လေးခွဲထဲမှာခန္ဓာကိုယ်စီရပြီးတော့သူတော်ကောင်းတို့ရေဒုက္ခပေါင်းများစွာမတွေ့ဘူးလားတွေ့လားအဲ့ကိုရတဲ့ခန္ဓာကြီးတွေအကြောင်းတရားလားအကျိုးတရားလားအကျိုးတရားတို့မြည်သည်အလိုလိုဖြစ်တာလားအကြောင်းတရားကြောင့်ဖြစ်တာလားကဲအကြောင်းတရားကဒီမှာပြောတာဘယ်သူတွေလဲတဏှာအကြလားအကြောင်းတရားလားအကြောင်းတရားကြောင့်သူတို့ကြောင့်ဒုက္ခရတာဒီမှာတော့တရားခံကဘယ်နှယောက်တောင်တွေ့အဲ့၃ယောက်ကဘယ်သူတွေလဲပြောတို့က၃ယောက်သလုံးမလိုချင်ဘူးအဲ့ဒီတည်းမှာတို့လိုချင်နေတာကကောင်းဆောင်အမလေးဟဲ့လိုချင်နေတာကဒီတရားခံတွေလည်းပဲတို့ကအကုန်လုံးမထားနိုင်ဘူးစားရည်တောက်ရည်ခက်ခဲနေရတယ်ကြားတယ်အဲ့ဒီတည်းမှာတို့လိုချင်တာကတယောက်တည်းရဲ့အဲ့ဒီတယောက်ကလည်းပဲဘာဆောင်လဲခင်ဗျာတလုံးပြီးမှခင်ဗျာတို့ကကတ်နိုင်တယ်နော်ဘာဆောင်လဲမိကမှာခေါင်းဆောင်လဲမရွေးဘူးလားရွေးရမှာလားကဲရွေးမယ်ဆိုတော့ဒါတဏှာကိုအသာလေးထားခဲ့ဥပါဒံနဲ့ကာမဘဝရွေးမယ်နော်ခေါင်းဆောင်ဘသူဖြစ်တဲ့တလဲဆိုတာတို့ယောဂီတို့ကကိုယ်တိုင်ရွေးထုတ်ရမှာနော်ဥပါဒနာပိစယကမ္မဘဝပြောသမ်းဒီမှာကရေးထားတဲ့အတိုင်းပြောတာဟိုစာပေတိုင်းပြောရရင်တော့ဥပါဒနာပိစယဘဝပေါ့ဟုတ်ပလားဒါလေးကသိအောင်ပြောပြတာဒီတိုင်းပဲပြောမှာဥပါဒံကြောင့်ဘသူဖြစ်ကမ္မဘဝဘသူကြောင့်ဖြစ်ရတာဥပါဒံကြောင့်ဘသူဖြစ်တာကမ္မဘဝဘသူကြောင့်ဖြစ်ရတာဥပါဒံကဘသူကိုခိုင်းကမ္မဘဝကိုဘသူကခိုင်းကဲဥပါဒံနဲ့ကမ္မဘဝနဲ့ဥပါဒံကမ္မဘဝခမညာဥပါဒံခိုင်းလို့လောက်ရတာဒါဖြင့်ဥပါဒံနဲ့ကမ္မဘဝနဲ့ဥပါဒံခေါင်းဆောင်ရှင်ပြီးတော့ရွေးထုတ်လိုက်တဲ့အခါကျတော့ခေါင်းဆောင်အဖြစ်ဘယ်သူရွေးမလဲပြောရဲပြောကိုယ်စိတ်ထဲမှာထင်တဲ့အတိုင်းပြောတော့ဘယ်သူရွေးမလဲဟေးပြောတာဘယ်သူကိုရွေးမလဲကမ္မဘဝဘာကြောင့်မရွေးတာလဲဘယ်ရွေးမလဲ
ကမ္မဘဝကသူများခိုင်းမှလှုပ်တာနော်ဒါကြောင့်ခေါင်းဆောင်မတူလေဥပါဒံကိုရွေးတာပေါ့ဒါပေမဲ့ဥပါဒံကလည်းပဲခေါင်းဆောင်မစစ်သေးပါဘူးသူ့အထက်မှာဘယ်သူရှိလဲသူ့အထက်ကတဏှာဆိုတဲ့ကောင်ကအမျိုးမျိုးခိုင်းတယ်မင်းဘာလေးလှုပ်လိုက်စမ်းဟေ့ညာလေးလှုပ်လိုက်စမ်းဟေ့ဘယ်သူကခိုင်းတာဘယ်သူကိုခိုင်းဥပါဒံကိုဘယ်သူကခိုင်းတဏှာကဘယ်သူကိုခိုင်းလဲဒါမြင့်ဆက်ပြီးတော့ခေါင်းဆောင်ဖြစ်တဲ့သူကိုရွေးမှာနော်တဏှာနဲ့ဥပါဒံဥပါဒံနဲ့တဏှာခေါင်းဆောင်ဖြစ်တဲ့သူကိုရွေးထုတ်လိုက်တဲ့အခါကျတော့ခေါင်းဆောင်ဖြစ်ဘယ်သူရွေးဒါဖြင့်တဏှာသည်ရိုးရိုးလားခေါင်းဆောင်လားမှတ်လိုက်တော့တဏှာသည်မူလာအရင်အမြစ်ခေါင်းဆောင်ပြောတဲ့တဏှာသည်ကဲမူလနှစ်ဖြာမတွေ့ဘူးလားအရင်မြစ်နှစ်ခုမတွေ့ဘူးလားခေါင်းဆောင်ကြီးနှစ်ယောက်မတွေ့ဘူးလားသဘောပေါက်တယ်နော်မူလနှစ်ဖြာဆိုတာဘာနဲ့ပါအဲ့ဒီအဝိဇ္ဇာကဘယ်အကွက်သေးကတဏှာကဘယ်အကွက်သေးကဒါမြင့်မူလနှစ်ဖြာဆိုတာတစ်အကွက်သေးကအဝိဇ္ဇာနဲ့သုံးကွယ်သေးကတဏှာထိုနည်း၎င်းပဲအရင်အမြင့်နှစ်ခုဆိုတာလည်းပဲတစ်ကွယ်သေးကအဝိဇ္ဇာနဲ့ခေါင်းဆောင်ကြီးနှစ်ယောက်ဆိုတာလည်းပဲတစ်ကွယ်သေးကသဘောပေါက်လားယေအဲ့ဒါဘာနှစ်ဖြာဘာနှစ်ခုအရေးမြစ်နှစ်ခုဘာနှစ်ယောက်သဘောပေါက်လားယေကဲဆိုကြည့်အောင်မူလနှစ်ဖြာဆိုသည်မှာအဝိဇ္ဇာနဲ့တဏှာဆိုကြည့်မူလနှစ်ဖြာဆိုသည်မှာအရင်အမြင့်နှစ်ခုဆိုသည်မှာခေါင်းဆောင်ကြီးနှစ်ယောက်ဆိုသည်မှာသဘောပေါက်လားယေသူများရှာတာလားကိုယ်တိုင်ရှာတာလားကိုယ်တိုင်ရှာလိုက်တာတွေ့ပြီဘောမူလနှစ်ဖြာဟုတ်ပလားယေနောင်လာနောင်သားတွေဧကဲ့သို့လောကသဘာဝအကြောင်းကျိုးရှင်တွေးပြီးတော့ဟလာရှားပုံတော်ဖွင့်မပေးရင်အခက်အခဲတွေကြုံတွေ့နေရမှာစိုးတဲ့အတွက်ကြောင့်ဒုများကိုယ်တိုင်ရှာတွေ့ထားတဲ့ဟာဒီတစ်ခွက်တွေကအဝိဇ္ဇာကိုယူအလဲစဝိုင်းလေးထဲမှာကိုယ်တိုင်ကိုကြမင်းဒီစလုံးလေးနဲ့အဝိဇ္ဇာလို့ရေးမပေးဘူးလားပေးရမှာလားမရေးဘူးလားရေးပေးရမှာလားယေပြောတစ်ခွက်တွေကဘာကိုယူအလဲစဝိုင်းလေးထဲမှာမင်းဒီစလုံးလေးနဲ့ဘလို့ရေးအဝိဇ္ဇာလို့ရေးသုံးခွက်တွေကဘာကိုယူအလဲစဝိုင်းလေးထဲမှာမင်းဒီစလုံးလေးနဲ့ဘလို့ရေးဒါဖြင့်အလဲစဝိုင်းလေးထဲမှာဘာနဲ့ဘာအဝိဇ္ဇာနဲ့အဲ့ဒါတရားလားမူလနှစ်ဖြာလားနောက်တနည်းပြောရင်တရားလားအရင်အမြင့်နှစ်ခုလားဟေးနောက်တနည်းပြောရင်တရားလားခေါင်းဆောင်ကြီးနှစ်ယောက်လားသဘောပေါက်လားဟေးကဲလိုက်ဆိုမူလဆိုတာရင်းမြစ်ပါတပြားခေါင်းဆောင်မှာခေါင်းဆောင်ရှာလို့စဝိုင်းကိုထိုအလေကဖြာခေါင်းဆောင်ရှာလို့စဝိုင်းကိုထိုအလေကဖြာတင်းနှစ်အကွယ်ပုပ္ပံစေတင်းနှစ်အကွယ်ပုပ္ပံစေကြံကွက်ပရန္တာတင်းနှစ်အကွယ်ပုပ္ပံစေ
ကြံကွက်ပရန္တာနှစ်ကွက်ခန္ဓာဖြစ်ဒုက္ခပြုရာအဝိဇ္ဇာမနှစ်ကွက်ခန္ဓာဖြစ်ဒုက္ခပြုရာအဝိဇ္ဇာမနှစ်ကွက်ထဲမှာခန္ဓာရပြီးတော့ဒုက္ခပေါင်းများစွာတွေးအောင်ကြုံအောင်ဆုံးအောင်လုပ်လိုက်တဲ့ခေါင်းဆောင်ကြီးကအဝိဇ္ဇာလို့မှတ်ပါလေနော်လိုက်ဆိုလေးကွက်ခန္ဓာဖြစ်ဒုက္ခပြုရာတဏမအဝိဇ္ဇာတဏခေါင်းဆောင်ပါထင်စွာအလေမမအဝိဇ္ဇာတဏခေါင်းဆောင်ပါထင်စွာအလေမမအဲ့ဒါတရားလားမူလနဲ့ဖြာလားကိုယ်တိုင်ရှာပြီးတော့ကိုယ်တိုင်စက်ဝိုင်းရဲ့အတွဲမှာကိုယ်တိုင်မရေးပေးထားတာလားရေးပေးထားတာလားမူလနဲ့ဖြာဆိုတာဘာနဲ့ပါနောက်တနေ့ပြောရင်အရင်မြင့်နှစ်ခုဆိုတာဘာနဲ့ပါနောက်တစ်မျိုးပြောရင်ခေါင်းဆောင်ကြီးနှစ်ယောက်ဆိုတာဘာနဲ့ပါအဲ့ဒီအဝိဇ္ဇာတဏှာဒီဟူသောခေါင်းဆောင်ကြီးနှစ်ယောက်ကြောင့်ယနေ့တို့ယောဂီတို့ဦးဇင်းတို့ဘဝတန်တရာကစပြီးတော့ယနေ့တိုင်အောင်ခန္ဓာတွေရပြီးတော့ချမ်းသာရတာလားဒုက္ခရတာလားချမ်းသာတွေ့တာလားဒုက္ခတွေ့တာလားခန္ဓာတွေရပြီးတော့ဒုက္ခပေါင်းများစွာတွေ့အောင်ကြုံအောင်လုံးလိုက်တဲ့တရားခံခေါင်းဆောင်ဘယ်နှယောက်သူတို့ကြောင့်ငါတို့ချမ်းသာရတာလားဒုက္ခရတာသူတို့ကြောင့်ဆိုတာဘယ်သူနဲ့ဘယ်သူနာမည်ပေးလိုက်တော့ဘာနှစ်ယောက်လဲခေါင်းဆောင်ဒီခေါင်းဆောင်ကြီးနှစ်ယောက်ကြောင့်ယနေ့သူတော်ကောင်းတို့ဦးဇင်းတို့ဒုက္ခရောက်တယ်လို့သိရင်ဒီဒုက္ခပေးတဲ့ခေါင်းဆောင်နှစ်ယောက်ကိုပေါင်းရမှာလားတတ်ပြရမှာလားလက်နဲ့တတ်ရမှာလားမဲ့နဲ့တတ်ရမှာလားလက်နဲ့တတ်လို့ကတော့မဖြုံဘူးလက်နဲ့တတ်လို့ကတော့ဘယ်လက်နဲ့မှမကြောက်ဘူးဒီခေါင်းဆောင်ကဟုတ်ပလားယေလောကအမြင်ကတ်တဲ့လူဆိုရင်တော့လောကလက်နဲ့တတ်ရင်ရတာပေါ့ဒီအဝိဇ္ဇာတဏှာဒီဟူသောခေါင်းဆောင်ကြတော့သူတော်ကောင်းတို့ရေဒီလောကလက်နဲ့ကတော့ကြောက်ကိုမကြောက်တာအနုမြူဘုံတော်မှာကြောက်သလားအနုမြူဘုံနဲ့ချလို့အဝိဇ္ဇာတဏှာသေသလားသေတို့ဂျပန်ဟိုဟီရိုရှီမာမြို့ကလူတွေအဝိဇ္ဇာတဏှာဘယ်ရှိတော့မလဲဘာနဲ့တတ်ရမယ်အဲ့ဒီမက်ကသူတော်ကောင်းတို့ရေဘာအားထုတ်မှရမှာလဲဘာအားထုတ်မှရမယ်တရားအားထုတ်တဲ့သူတော်တရားကြည့်ရမှာလားခန္ဓာကြည့်ရမှာလားယေခန္ဓာကဘယ်နှပါပဋိစ္စသမုပ္ပါအကွက်နဲ့ကြည့်ပြောရင်တစ်ခွက်ထဲမှာလားနှစ်ခွက်ထဲမှာလားနှစ်ခွက်ထဲမှာခန္ဓာဘယ်နှပါရှိပါလေငါးပါးကဘယ်သူတွေတော့ဝေအဲ့ဒီခန္ဓာ၅ပါးအကျဉ်းချုပ်တော့သူများလားယုံနဲ့နံလားယုံနဲ့နဘာတရိတာဝိရိယတဉာဏ်နဲ့ကြည့်တော့သူများတွေ့တာလားဖြစ်ပြဲတွေ့တာလားယုံနဲ့ဖြစ်ပြဲဘာသစ္စာသိတယ်မြင်တဲ့ဉာဏ်ကဘာသစ္စာအဝိဇ္ဇာတဏှာခေါင်းဆောင်ကြီးတွေသေသွားမှာကဘာသစ္စာချမ်းသာတဲ့နေရာရောက်သွားမှာကဘာသစ္စာနိရောဓသစ္စာဆိုတာတရားလားနိဗ္ဗာန်လားဟဲ့ဒုက္ခခါသိချုပ်ငြိမ်းတဲ့နိဗ္ဗာန်ရောက်သွားတာဒီခေါင်းဆောင်ကြီးနှစ်ယောက်ပေါင်းလို့ရောက်တာလားတတ်ပြည့်လို့ရောက်တာလားဒါကြောင့်အဝိဇ္ဇာတဏှာခေါင်းဆောင်ကြီးနှစ်ယောက်ကိုမဲ့နဲ့ပယ်တတ်နိုင်အောင်တို့မကြိုးစားရမှာလားကြိုးစားရမှာလားကျိုးလေကြိုးစားရမယ်တတ်လေတတ်ပြည့်ရမယ်ဒါမှချမ်းသာဒုက္ခအမှန်ဧကံစင်စစ်ဖြစ်တဲ့နိဗ္ဗာန်ချမ်းသာမရဘူးလားရပါလားဒါဖြင့်မူလတပြမပြီးဘူးလားပြီးပလားယေက
ကဲမူလနှစ်ပြားပြီးတဲ့အခါကျတော့ရှေ့နည်းနည်းလေးဟလာမိသေး၍သွားမယ်၃ပါးအစကြော်သွားလိုက်မယ်ဗါတယ်တော့အစကဘယ်နှပါလဲအဲ့ဒီ၃ပါးကအထူးဆန်းမဟုတ်ဘူးပရိစ္ဆသမုပ္ပါအကွက်ကြီး၄ကွက်မှာနှစ်ပယ်သွားပါတဲ့မြားကလေးတွေမရေးဘူးလားရေးခဲ့လားဘယ်နဲ့စင်းလဲပြောဘယ်အကွက်နဲ့ဘယ်အကွက်ကြားမှာတစ်စင်းမြားဘယ်နဲ့စင်းအဲ့ဒီမြား၃စင်းဒီ၃ပါးအစပ်ကိုပြောတယ်ဒါဖြင့်တိကွက်နဲ့နှိကွက်ကြားမှာလဲနှစ်ဖက်သွားပါတဲ့မြားကလေးမရေးဘူးလားရေးခဲ့လားရေးခဲ့တယ်တော့ကြည့်မြားကရိုးရိုးမြားလားနှစ်ဖက်အသွားနဲ့လားကြည့်လိုက်ဟာဒီအပေါ်ကအသွားကသင်္ခါရအပေါ်သွားကဒီအောက်ကအသွားကဝိညာဉ်နော်သင်္ခါရနဲ့ဝိညာဉ်တဇ္ဇပြောတဇ္ဇရပြီနော်နောက်လည်းပဲနှစ်ဖက်သွားပါတဲ့မြားကလေးတစ်စင်းပြောပါအောင်ဘယ်ကွက်နဲ့ဘယ်ကွက်ကြားမှာဘယ်ကွက်နဲ့ဘယ်ကွက်နှစ်အကွက်နဲ့သုံးအကွက်ကြားနော်ဟိုသုံးအကွက်နဲ့နှစ်အကွက်ကြားမပြောနဲ့နော်နှစ်နဲ့သုံးကဘယ်သူကအရင်လဲဟလာလေတတိတာတခါလေသုံးဆိုတဲ့အတန်ကြားလိုက်လို့မို့လို့နော်နှစ်ခွဲနဲ့သုံးခွဲကြားမှာနှစ်ဖက်သွားပါတဲ့မြားကလေးတစ်သိမရေးဘူးလားရေးလားနှစ်ဖက်အသွားဟိဆိုတဲ့အတိုင်းပဲဟိုဘက်ကအသွားကဝေဒနာဒီဘက်ကအသွားကဘာနဲ့ဘာတဇာဘယ်နှစရပြီနောက်နှစ်ဖက်သွားပါတဲ့မြားကလေးတစ်စင်းစီသေးတယ်ဘယ်ကွက်နဲ့ဘယ်ကွက်ကြားနှစ်ဖက်သွားပါတဲ့မြားကလေးတစ်စင်းမရှိဘူးလားရှိလားအောက်ဘက်ကအသွားကကမ္မဘဝအပေါ်ဘက်ကအသွားကဘာနဲ့ဘာတဇာကမ္မဘဝနဲ့ဘယ်နှစဆိုကြည့်အောင်၃ပါးအစဆိုဒီမှာသင်္ခါရနှင့်ဝိညာဉ်တဇဝေဒနာနှင့်တဏှာတဇကမ္မဘဝနှင့်ဇာတိတဇ၃ပါးအစမပြီးဘူးလားပြီးဗျာအဲ့ဒီလောက်ပဲ၃ပါးအစကိုမှတ်ခဲ့ပါနောက်ပြီးတော့သူတော်ကောင်းတို့ရေနှစ်ရမူလားအသွယ်ရှိသွယ်တဲ့မပါဘူးနော်မပါပေမဲ့သူတော်ကောင်းတို့ရေမူလနှစ်ပြားတုံးကဘာနဲ့ဘာအဝိဇ္ဇာနဲ့နှစ်ရမူလကြတော့တဏှာနဲ့အဝိဇ္ဇာလို့ပြောင်းပြန်ဆိုလိုက်တာပေါ့ဦးဇင်းတို့ရဲ့ကိုယ်ပိုင်အယူအဆအယပြောရလို့ရှိရင်မူလနှစ်ပြားဆိုတာဒီပိဿုပန်ခန္ဓာကိုရခြင်းရဲ့အကြောင်းကိုရည်ရွယ်ပြီးတော့ပြောတယ်လို့မှတ်ပါတယ်ပိဿုပန်ခန္ဓာရခြင်းအစအဝိဇ္ဇာကအနာဂတ်ခန္ဓာရခြင်းအစတဏှာကမူလနှစ်ပြားဆိုတဲ့ဇာတ်တိပိဿုပန်ခန္ဓာကိုကြည့်ပြီးတော့ရည်ရွယ်ပြီးတော့ဆိုတယ်လို့ဒါဥစဉ်ရဲ့ဟလာတူတဲ့တပါးချင်းကိုယ်ပိုင်အယယူဆတယ်။နှစ်ရမူလဆိုတာကတော့အနာဂတ်ခန္ဓာကိုကြည့်ပြီးတော့ရည်ရွယ်ပြီးတော့ပြောထားပုံကြပါတယ်။ဒါကြောင့်မူလနှစ်ပြားဆိုတာဘာနဲ့ဘာအဝိဇ္ဇာနဲ့နှစ်ရမူလဆိုတာဘာနဲ့ဘာတဏှာနဲ့အဝိဇ္ဇာလို့အဲ့ဒီလူလည်းပဲဘဝတုဒ္ဒအဖြစ်မမှတ်ဘူးလားမှတ်ရမှာ။ဒါဖြင့်သူတော်ကောင်းတို့ရေတို့အင်္ဂါစနေပါအဓိကမူတေထမန္တိုင်တာပြစ်မှတ်ထားပြီးတော့အသွယ်ရှိတဲ့နဲ့တို့မဝေဖန်ဘူးလားဝေဖန်လားမူလနှစ်ပြားမပြီးဘူးလားတို့အင်္ဂါစနေပါလေးပဲမပြီးဘူးလားပြီးခဲ့လားကဲ၃ပါးအစကောမပြီးဘူးလားပြီးလားပြီးခဲ့ပြီးတော့နှစ်ရမူလကတော့အသွယ်ရှိသွယ်တဲ့မပါပါဘူးနော်ကဲဒါဖြင့်ရတဲ့အချိန်လေးကိုနည်းနည်းလေးသွားကြည့်မယ်ဗျာသစ္စာနှစ်ခုဘာနှစ်ခုလဲဟိ
သစ္စာဘယ်နှခုအဲ့ဒီသစ္စာကနှစ်ခုရှိတယ်နှစ်ပါးရှိတယ်ဘယ်တရားတွေလဲလို့သိကျင်ရင်ရဲပြောဘယ်ထဲမှာပဲရှာရမယ်အင်္ဂါ12ပါးတွေပဲရှာရမယ်ဘယ်ထဲမှာပဲရှာဘာနှစ်ခုရှာမယ်သစ္စာဆရာတော်ဘုရားကြီးကတော့သစ္စာနှစ်ခုလို့ပြောဆရာတော်ဘုရားကြီးကသစ္စာနှစ်ခုလို့ပြောတယ်နော်ဒါပေမဲ့မြတ်စွာဘုရားပြောတာကသစ္စာ၄ခုမြတ်စွာဘုရားကသစ္စာ၄ပါးပြောတယ်မိုးကုတ်ဆရာတော်ဘုရားကြီးကသူရေးဆွဲထားတဲ့စဝိုင်းထဲမှာသစ္စာနှစ်ခုလို့ပြောတယ်ဘာကြောင့်နှစ်ခုလို့ပြောတာလဲလို့မေးရင်ရိုးရိုးလေးမှတ်နှစ်ခုတည်းရှိတဲ့လို့နှစ်ခုတည်းပြောတာဗါတဲ့ကဲမြတ်စွာဘုရားသစ္စာ၄ပါးမဟုတ်ဘူးလားခေါ်လာရေးဘာသစ္စာတွေလဲလို့မေးရင်နောက်ကလိုက်ဆိုဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာသစ္စာဘယ်နှပါးပြောဒုက္ခသစ္စာသစ္စာဘယ်နှပါးမြတ်စွာဘုရား၄ပါးမဟောဘူးလားဟောပါဘူးဗျာမိုးကုတ်ဆရာတော်ဘုရားကြီးကသူရေးတဲ့စဝိုင်းထဲမှာဘယ်နှပါးပဲပြောနှစ်ပါးတည်းပဲပြောတယ်နော်မြတ်စွာဘုရားသစ္စာ၄ပါးဟောမေဟောညာတော်လဲပဲလေပဋိစ္စသမုပ္ပါက2မျိုးရှိပဋိစ္စသမုပ္ပါကဘယ်နှမျိုး2မျိုးနော်ဒါကြောင့်ပဋိစ္စသမုပ္ပါပါဠိတော်ကလည်းနှစ်ပုဒ်ဖြစ်နေတာလေအနုလုံပါဠိပဋိလုံပါဠိအနုလုံပါဠိဆိုတာမြန်မာလိုပြောရင်လေဘုံကိုပြတဲ့ပါဠိပဋိလုံပါဠိဆိုတာမြန်မာလိုပြောရင်ပြက်ပုံကိုပြတဲ့ပါဠိအဲ့ဒီတိုင်းပဲပဋိစ္စသမုပ္ပါပဋိစ္စသမုပ္ပါကလည်းပဲအဲ့ဒီတိုင်း2မျိုးပဲနော်လေဘုံကိုပြတဲ့ပဋိစ္စသမုပ္ပါက1မျိုးပြောစမ်းထပ်ပြောဟုတ်ပြီနောက်1မျိုးကပြက်ပုံကိုပြတဲ့ပဋိစ္စသမုပ္ပါက1မျိုးပြောပဋိစ္စသမုပ္ပါဘယ်နှမျိုး2မျိုးကဘသူတွေလဲလေဘုံကိုပြတဲ့ပဋိစ္စသမုပ္ပါက1မျိုးပြက်ပုံကိုပြတဲ့ဘယ်နှမျိုးအဲ့ဒီပဋိစ္စသမုပ္ပါက2မျိုး2စားမရှိဘူးလားရှိလား2မျိုး2မျိုး2စားရှိတဲ့အတွက်ကြောင့်2မျိုး2စားကွဲပြားတဲ့အတွက်ကြောင့်ကွဲနေတဲ့အတွက်ကြောင့်မြတ်စွာဘုရားဟောကြားခဲ့တဲ့သစ္စာ၄ပါးကလည်းပဲ2မျိုး2စားကွဲသွားတယ်လေစေတတ်တဲ့သစ္စာအုပ်စုကတအုပ်စုပြည့်စေတတ်တဲ့သစ္စာအုပ်စုကတအုပ်စုဆိုပြီးတော့ဘုရားဟောတဲ့သစ္စာ၄ပါးကလည်းအုပ်စုကြီးဘယ်နှအုပ်စုကွဲသွားလေစေတတ်တဲ့သစ္စာအုပ်စုကတအုပ်စုပြည့်စေတတ်တဲ့သစ္စာအုပ်စုကတအုပ်စုအုပ်စုတွေကွဲကုန်ကြည်စမ်းလေစေတတ်တဲ့သစ္စာအုပ်စုကဘာသစ္စာနဲ့ဘာသစ္စာဒုက္ခသစ္စာနဲ့သမုဒယသစ္စာပြည့်စေတတ်တဲ့သစ္စာအုပ်စုကဘာသစ္စာနဲ့ဘာသစ္စာနိရောဓသစ္စာနဲ့သစ္စာတွေအုပ်စုတွေမကွဲဘူးလားကွဲသွားဘာကြောင့်ကွဲတာလဲပဋိစ္စသမုပ္ပါကကွဲလို့သစ္စာတွေကအဲ့လိုကွဲသွားတာနော်အုပ်စုတွေဘယ်နှအုပ်စုကွဲသွားလေစေတတ်တဲ့သစ္စာအုပ်စုကတအုပ်စုပြည့်စေတတ်တဲ့သစ္စာအုပ်စုကတအုပ်စုလေစေတတ်တဲ့သစ္စာအုပ်စုကပြောဘာသစ္စာနဲ့ဘာသစ္စာပြည့်စေတတ်တဲ့သစ္စာအုပ်စုကဘာသစ္စာနဲ့ဘာသစ္စာ
သစ္စာတွေအုပ်စုတွေမကွဲဘူးလားကွဲသွားကွဲသွားပြီနော်ဒါဖြင့်ဒိုယောဂီတို့ဦးဇင်းတို့မြင်တွေ့နေရတဲ့ကိုယ်တိုင်ရေးဆွဲနေတဲ့ပဋိစ္စသမုပ္ပါဇဝိုင်းဆရာတော်ဘုရားကြီးရေးဆွဲထားတဲ့ပဋိစ္စသမုပ္ပါဇဝိုင်းသည်မှတ်ပါအဓိကလေပုံကိုပြတဲ့ပဋိစ္စသမုပ္ပါဇဝိုင်းအဓိကဘာပြလေပုံကိုပြတဲ့ပဋိစ္စသမုပ္ပါဇဝိုင်းလေပုံကိုပြတဲ့ပဋိစ္စသမုပ္ပါဇဝိုင်းကြီးဖြစ်နေတဲ့အတွက်ကြောင့်လေစေတတ်တဲ့ဒုက္ခသစ္စာနဲ့သမုဒိယသစ္စာနှစ်ပါးသည်သာလည်းရဲ့ဇဝိုင်းထဲမှာပါတဲ့ပါထိုက်ပြီးတော့ပြည့်စေတတ်တဲ့និရောဓသစ္စာနဲ့မေဃသစ္စာဆရာတော်ဘုရားကြီးရေးဆွဲထားတဲ့ပဋိစ္စသမုပ္ပါဇဝိုင်းထဲမှာမပါပါဒါကြောင့်ဆရာတော်ဘုရားကြီးကသစ္စာနှစ်ခုလို့ပဲပြောပါတယ်သဘောပေါက်လားယဘာသစ္စာနဲ့ဘာသစ္စာဒုက္ခသစ္စာနဲ့သစ္စာဘယ်နှခုမရှာဘူးလားရှာရမှာလားဘယ်ထဲမှာရှာရမယ်အင်္ဂါ12ပါးထဲမှာရှာရမယ်လို့မှတ်ပါနောက်နေ့ကျမှရှာမယ်ကဲယခုတော့အချိန်စီပြသာဓု3ချိန်ကိုတော်လိုက်ကြရအောင်အလုံးကျမ်းမှာချမ်းသာဘေးရန်ကွာလူရမှန်သမျှအကုန်ပြည့်စုံရကြပါစေဒီနေ့စက္ကရာဒီဗီလာရော